အာရခတက်တော်ရဲ့တိုက်ခိုက်ရေးစနိုက်ပါနဲ့အထူးကွန်မတိုတွေကိုလေ့ကျင့်ပေးနေတဲ့မြင်ကွင်းတချို့ကိုမြင်တွေ့နေရတာပါသူတို့ဟာအာရခတက်တော်ရဲ့စစ်ချီတေးဖြစ်တဲ့အောင်လန်တော်မင်္ဂလာစစ်ချီတေးကိုတန်ပြိုင်တည်ဆူနေကြတာလည်းဖြစ်ပါတယ်အာရခတက်တော်ရဲ့စစ်တနန်းဟာတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေထဲမှာအကြမ်းတမ်းဆုံးစစ်တနန်းလည်းဖြစ်ပါတယ်ဒီလိုကြမ်းတမ်းတဲ့တနန်းပေးမှုကပဲအာရခတက်တော်ရဲ့အတွက်အောင်ပွဲတွေယူဆောင်လာပေးတာလည်းဖြစ်ပါတယ်ခင်ဗျာ